ညီလေးရှော့တော့ညီမလေးဦးဟောအရန်ကိုအားပေးခဲ့ကြတဲ့ week တစ်ခုရှိခဲ့ပါတယ်အဲ့ဒါကတော့မင်္ဂလာဆောင်တစ်ခုအတွက်လိုအပ်တဲ့ဝတ်စားဆင်မှုအပိုင်းမှာပဲအဲ့ဒီအပိုင်းမှာဆိုလို့ရှိရင်လည်း creation ကိုအရန်အားတာတဲ့ညီလေးရှော့တော့အနေနဲ့ရတဲ့ဘောင်တွေကနေပြီးတော့အကောင်းဆုံးဖန်တီးပေးခဲ့တာဆိုလို့ရှိရင်ပရိသတ်တွေအရန်ကိုအားပေးခဲ့ပါတယ်ညီမလေးဦးအနေနဲ့ကလည်းဖန်တီးခဲ့တဲ့ဝတ်စုံဒီဇိုင်းနန်ခင်းမရဲ့ဝတ်စုံဆိုလို့ရှိရင်လည်းအရန်ကိုနာမည်ကြီးခဲ့ပါတယ်အဲ့ဒီအပေါ်မှာကိုယ့်ရဲ့ဖန်တီးပေးခဲ့တဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့အကိုသိချင်ပါတယ်အဲ့ဒီဝတ်စုံလုံးကားဆိုလဲပေါ်လွင်နေတကယ်ဆိုအဲ့ဒီမှာဆို challenge မှာဂျုံညာတွေကတတော်သမီးအမေကိုလိုချင်တယ်တတော်သမီးအမေဆိုသူသားဖြစ်စေသူသမီးဖြစ်စေပွဲမှာ तू ကအလားပါဆုံးအခမ်းအနားဆုံးနဲ့အတင့်တယ်ဆုံးကတော့ဝတ်မှာပဲအဲ့လိုမျိုးတွေကိုခေါင်းထဲမှာရောက်လာတဲ့အချိန်မှာဒီအရန်တို့ပန်းကြီးတို့တဲ့အဲ့ဒီတတော်သမီးအမေကိုလိုချင်တဲ့အတိုင်းလေးဖြစ်တယ်ညီမလေးဦးရောညီမကျတော့အဲ့ဘက်မှာ challenge ကြီးညာလိုက်တဲ့ညီမစိတ်ထဲမှာညီမတော့ပြုတ်ပြီပေါ့ကျန်တဲ့လူတွေကအတီးတီးလုံနိုင်ကြမှာဘာလို့ဆိုညီမရဲ့လုံနေကြအရာတခုမဟုတ်ညီမပုံမှန်အပြင်မှာချုပ်နေရကြညီမတို့လိုအရွယ်လူငယ်တွေဝတ်တဲ့အဝတ်အစားတွေအဲ့လိုမျိုးသူတို့ပါတီမျိုးမှာဝတ်မယ်အဲ့လိုမျိုးလေးပဲချုပ်နေရဆိုတော့မင်္ဂလာဆောင်တော့ဝတ်ဆောင်ဆိုညီမလည်းတစ်ခါမှမလက်ခံဘူးအဲ့လိုမျိုးတွေချုပ်လည်းမချုပ်ဘူးတဲ့ခါကျသွားပြီးတော့ပြုတ်ပြီးလို့ဆိုပြီးတော့အဲ့ဘက်ကဆိုမှတ်ရပဲညီမပြုတ်မှကြောက်လို့လဲညီမဒီမလုံးချင်တဲ့ဟာယူညီမမလုံးချင်ဘူးညီမလုံးချင်တဲ့ဟာပဲလုံးချင်တဲ့ခါကျတော့ညီမလုံးချင်တာကလည်းအဲ့လိုမျိုးဂျိုးရှင်းပြီးတော့မှအဲ့လိုမျိုး point နည်းနည်းနဲ့အဲ့ဒါဘိုးဖြစ်တဲ့အရာပေါ့နော်အဲ့လိုမျိုးလေးလုံးချင်တာဆိုတော့တတ်နိုင်လို့ပြုတ်ခါမှပြုတ်ရောလို့ကိုလုံးချင်တဲ့အတိုင်းပဲလုံးမယ်ဆိုတော့အဲ့တုန်းကလည်းမိုင်းဆန်ပြောရလေသမီးချုပ်တာလုံးဝမြန်မာအင်ဂျီမဟုတ်ဘူးတဲ့ဒါပေမဲ့မြန်မာ taste ပေါ်လွင်နေတဲ့ဆိုတော့ညီမလို့ပေါ့အခန်းတော့ခေါင်းကရတာပေါ့ကိုယ်သိရမလားမြန်မာဆန်အောင်ဘယ်လိုလုပ်မလဲပြီးတော့လူငယ်ကလည်းလူငယ်အရန်လည်းနေရာယူလို့မရအောင်ညီမကဘန်းကင်ဆိုတဲ့အခါကျတော့ဆိုတော့ကြည့်လိုက်ရင်လှနေရဆိုတာမျိုးလေးပဲပေါ့ဖြစ်အောင်လုပ်ရမှာဆိုတော့မိုင်းဆန်တို့ပြောခဲ့ training မှာစကားတွေအများကြီးပါတယ်လေအဲ့ဒီအကုန်ပြန်စဉ်းစားဆိုတော့မြန်မာဆန်အောင်နန်းတွင်းပေါ့နန်းတွင်း inspire ယူပြီးတော့မှတိုင်လုံးတွေထည့်လိုက်တယ်နောက်နန်းတွင်းရဲ့နန်းရန် design တွေမျိုးလုံးထဲမှာမြင်ကြည့်လိုက်တယ်ဆိုတော့အဲ့ဒါတွေကိုအင်ဂျီပေါ်ပြန်ကောက်ထည့်လိုက်တာပေါ့နောက်ဆုံးတန်ဖိုမြင့်လာတဲ့အပိုင်းတွေမှာဆိုလို့ရှိရင်တည်ငြိမ်အောင်မနေကြပါမယ်ရင်ထဲမှာစောက်တည်ရမရဖြစ်နေတဲ့အပိုင်းလေးအများကြီးတွေ့ကြုံခဲ့ရပါတယ်challenge ဘိုင်းတွေကလည်းဝတ်စုံ design ကိုအာရုံစိုက်မလားတကယ် challenge ရဲ့ရွေးချက်ကိုအာရုံစိုက်မလားဆိုတော့ဒွိဟာဖြစ်တဲ့ခံစားမှုတွေညီတို့ညီမတို့ကြုံခဲ့ရတယ်ဒီအရာတွေကိုဘယ်လိုစိတ်ခံစားမှုနဲ့ကြော်ဖြတ်ခဲ့တယ်လဲဆိုတာလည်းသိချင်ပါတယ်game တစ်ခုမှာဆိုရင်ကိုယ် game ရဲ့ rule ကိုအရင်ဆုံးကိုကသိရမယ်ဒီ game မှာဆိုလို့ရှိရင်ဒီမလုပ်ရဘူးဒီလုပ်ရမယ်ဆိုတော့အဲ့ဒီ rules ကိုဒီမှာကိုကနိုင်အောင်ကစားလို့ရမှာလေဆိုတော့ကိုတို့သတ်မှတ်ထားတဲ့ဒီ challenge ဆိုတဲ့ဟာကညီမတို့ဘယ်လိုမှရှောင်လွှဲလို့မရဘူးဆိုတော့ကိုမပြုတ်ချင်ဆိုရင်တော့ဒီဟာကိုမရှောင်လွှဲနဲ့ဒါပေမဲ့ညီမဆိုလို့ရှိရင်ဒါတော့မရှောင်လွှဲဘူးဒါပေမဲ့ကို taste ကိုရအောင်ထည့်တယ်အဲ့လိုမျိုးပေါ့ဆိုတော့ညီမတို့တော့အဲ့ဒါကအရန်ကိုစိန်ခေါ်မှုတစ်ခုပေါ့နော်ဆိုတော့ညီမအရန်သဘောကျပါတယ်ကိုဘယ်လိုစိတ်ခံစားချက်နဲ့ပါဝင်ရှင်ပြိုင်သွားမယ်ဆိုပြီးတော့နောက်ဆုံးပွဲကိုရင်ဆိုင်ခဲ့ပါလေဒီနောက်ဆုံးပွဲတကယ် final ရောက်လာတဲ့အချိန်မှာအကောင်းဆုံးကတော့ရွေးရှင်ပဲဒါပေမဲ့စိတ်ကူးနဲ့တကယ်လက်တွဲလောက်နေတဲ့အချိန်မှာလည်းအဲ့ဒီအချိန်မှာဆိုဒီပုံတွေတောင်တေချာမဆွေးဖြစ်တော့ဘူးတကယ်ခေါင်းတရားထွက်လာတာတွေပဲလောက်တဲ့အချိန်မှာလည်းဒီရက်နဲ့ဓာပြီးနိုင်ပြီးတော့ဒီလိုမျိုးနည်းကိုလိုရှင်တဲ့ပုံစံမျိုးဝင်အောင်တော့မနေဘောင်ကိုတော့တွင်းယူရတာပေါ့နော်တကယ်ဖြစ်လာတဲ့အချိန်ထွက်လာတဲ့အချိန်မှာဒီလောက်တောင်ထင်မထားဘူးဆိုတော့ဟာမျိုးကိုပြောရဲတကယ်ဒီအင်းလေးတောက်လျှောက်မှာလေးကျွန်တော်ရဲ့လိုရှင်တဲ့ပုံစံမျိုးအန်ဒီပေါက်ကိုတကယ်ပုံပွင့်လေးကျွန်တော်ရှင်းပြတဲ့အချိန်မှာမဖြစ်နိုင်ဘူးဆိုတဲ့ဟာမျိုးလက်လျှော့ပြီးတော့နောက်ဒီထက်လွေကူတဲ့ဟာမျိုးကိုလုပ်ဖို့အတွက်အများကြီးတိုက်တွန်းပေးရအန်ဒီပေါက်ဒါပေမဲ့ကျွန်တော်ဖြစ်အောင်လုပ်မယ်ဆိုပြီးလုပ်တဲ့အချိန်မှာတကယ်ဖြစ်လာပဲအဲ့ဒီနေရာလေးတွေအဲ့ဒီလိုအချိန်လေးတွေကိုတကယ်မေးလို့ရမှာမဟုတ်ပါဘူးရရှိတဲ့သူကတော့ညီလေးရှာဒရာဖြစ်ပါတယ်လာရောက်ကြည့်ရှုနေကြတဲ့ပရိသတ်တွေအကုန်လုံးကဘယ်သူရမလဲဆိုတဲ့အမေးကို
မေးလိုက်တဲ့အချိန်မှာတချို့ကလည်းရှာဒရာဆိုပြီးတော့ချီးကျူးဂုဏ်ပြုကြရပါတော့နော်တချို့ကြလည်းဦးဆိုတဲ့အတန်တွေကလည်းကြဲကြဲလောင်လောင်ထွက်လာတဲ့အခါမှာညီလေးရှာဒရာအနေနဲ့ဘယ်လိုခံစားရပါလဲ ကျွန်တော်နာမည်မခေါ်ခဲ့ပဲဥနာမည်ခေါ်ရင်လည်းလက်ခောက်တီးရမှာပဲလေကို့အမြင်မှာကတော့ကိုအကြိုက်ဆုံးလောက်ထားတဲ့အတွက်ကိုဟာကိုကောင်းတယ်ဆိုပေမဲ့အများရဲ့အမြင်မှာကလည်းသူကပိုလုံးနိုင်တယ်လို့ခံယူမှာဖြစ်တဲ့အတွက်အဲ့ဒီအချိန်မှာယုံကြည်ချက်ကတော့အမှန်တိုင်းပြောရရင်အပြည့်အဝမရှိဘူးတော်တော်လေးခံစားအောင်ဆိုတော့အဲ့ဒီစိတ်ကတော့ဘယ်သူဖြစ်နိုင်မလဲဆိုတဲ့ဟာမျိုးကတော့ရှိနေပြီးတော့ဒီကိုလေးဖြစ်တယ်ဆိုတော့ခံစားမှုကဘယ်လိုမှထိန်းချုပ်လို့မရဘူးမျက်ရည်တွေတော့ကျရပါတော့တကယ်ဆိုအဲ့လိုမျိုးကိုဘယ်တော့မှလည်းမခံစားခဲ့ရဘူးပါဘူးဒီလိုမျိုးပျော်ရွှင်မှုမျိုးအဲ့လိုမျိုးတွေခန်းခန်းနဲ့လောက်ပေးတဲ့အတွက်လည်းတကယ်ကျေးဇူးတင်ပါတယ်အကိုတကယ်လဲဖန်တီးပေးခဲ့တာ Channel 7ပါနော်ကျေးဇူးအများကြီးပဲတင်ပါတယ်ညီမလေးဦးအနေနဲ့ရောညီလေးရှာဒရာစုကိုထိုက်တန်နဲ့ရရှိသွားတယ်လို့ခံစားမိပါလားဟုတ်ညီမတို့ကြောက်ကိုချက်တော့တကယ်အကိုလိုဆရာလိုဖြစ်နေတာပါဆိုတော့ကိုချက်တော့ရသွားတဲ့အပေါ်မှာညီမအရန်ဝမ်းသာပါပြီးတော့ညီမငကိုတွေကလည်းကိုချက်တော့ကိုပဲရမယ်ဆိုတာကဘယ်လိုလဲယုံကြည်လာလေဆိုတော့ဟုတ်ကိုချက်တော့ရဲ့ပြိသက်တယောက်လိုကိုညီမကိုချက်တော့အားပေးပါတယ် Style Secret အစီအစဉ်မှာအကောင်းဆုံးစူးစမ်းရှင်ပြိုင်ခဲ့ပြီးတော့ရှေ့ဆက်ရှောက်ရမယ်အနာဂတ်ခီးလမ်းပါလေရိုးသားကြိုးစားနဲ့ Style Secret ရဲ့ဝင်တာတွေအဖြစ်ဆက်လက်ရှောက်လန်းနေတာကိုလည်းခံစားတွေ့မြင်မိပါတယ်အဲ့တော့ Channel 7ရဲ့ကိုစား Style Secret ရဲ့တာဝန်ရှိတဲ့သူရဲ့ကိုစားပေါ့နော်အခုကကျေးဇူးအများကြီးပဲတင်ပါတယ်လို့ညီလေးညီမတွေကိုပြောကြားချင်ပါတယ်ဟုတ်ညီမတို့ဖိတ်ပြီးတော့ကိုစင်အများကြီးကျေးဇူးတင်ပါတယ်ကျေးဇူးပါရှေ့ဆက်ပြီးတော့လည်းဒီထက်မှကအောင်မြင်မှုတွေထပ်မံသယ်ဆောင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်